မင်္ဂလာပါကျွန်တော်တို့ serious computer ကနေပြန်နေကြိုဆိုပါရစေဟုတ်ပြီကဲကြည်ခေါက်မှာတော့ကျွန်တော်တို့သင်ခန်းစာတက်လေးကိုတွားကြမယ်အဲ့ဘာလဲဆိုရင်ကျွန်တော်တို့ list ဟုတ်လားတခြား programming language နဲ့ပြောမယ်ဆိုဘာလဲဆို array ဟုတ်လား array list အကုန်လုံးပဲလိုရင်းက data structure တစ်မျိုးပဲဟုတ်လား data storage တစ်မျိုးပဲနောက်တစ်ထပ်ပြောမယ် storage unit တစ်မျိုးပဲ okay မလား storage unit ကျွန်တော်စကားလုံးစိုင်းနေပြောနေပါလားဘာလဲဒီကောင်ဟုတ်လားစကားလုံးစိုင်းနေပြောနေမှာမဟုတ်ဘူးကျွန်တော်တို့ဒီမှာကြည့်ရှေ့မှာကျွန်တော် storage unit ကျွန်တော် memory နဲ့လုံးလုံးတယ်လို့ပြောတယ် program ကြီးอ่ะဟုတ်လား memory နဲ့ရှေ့မှာကျွန်တော် variable name ပေးလိုက်တယ်mine bar equal mine bar ဆိုပြီးတော့နာမည်ပေးပြီးတော့ဒီထဲကိုကျွန်တော်တို့ကြားတဲ့ data တိုင်းမျိုးစား string ထဲမှာလား integer ထဲမှာလား boolean ထဲမှာလားokay မလား store လုပ်လိုက်တယ်အဲ့ဒါဆိုတော့ mine bar 1နာခေါ်လိုက်ပါထွက်တယ် true တန်ကိုထွက်ကျွန်တော်တို့ပြောခဲ့တဲ့ unit တစ်မျိုးပဲဒါဒီပုံမှန်ခေါ်လာတယ်ကျွန်တော်ရှောက်ပြောနေဟော vocabulary ဟောတာအခေါ်တွေနည်းနည်းတစ်မျိုးပြောနေတာက beginner တွေအတွက်ရင်းပြီးကောင်းအောင်လို့တော်ကြနေဘာဖြစ်နေ variable ဆိုပါညာဒီလိုတွေခေါ်သေးတယ်ဒီလိုတွေသုံးနေတယ်ဆိုတာလည်းသိတော့ဒါဆို variable ပဲ variable name လေးပေးပြီး memory မှာနေရာယူတယ်ဒါလည်း storage unit တစ်မျိုးလို့လည်းခေါ်တယ်ဒါဒီ storage unit တစ်မျိုးဘာလို့လဲသိမ်းလိုက်တာလေကျွန်တော် state တွေအများကြီးသိမ်းတယ် hard disk တွေအများကြီးသိမ်းတယ် DVD တွေ data တွေအများကြီးသိမ်းတယ် internet server တွေ data တွေအများကြီးသိမ်းထားတယ်ဟုတ်လားအဲ့ဒါအကြီးတွေပါလောလောဆယ်ကျွန်တော်တို့လုပ်တဲ့ဟာကိုပဲပြန်ပြီးတော့ focus ဖြစ်လိုက် variable ဒီဘာလို့တာလဲ variable ဒီနာမည်တစ်မျိုးပေးနာမည်တစ်ခုပေးပြီးတော့နေရာတစ်ခုမှတော့ data ဘယ်နှမျိုးပဲသိမ်းလို့ရတစ်မျိုးပဲသိမ်းလို့ရတယ်ဟောသူ့ကိုသွားပြီးတော့ comma တွေခံပြီးတော့ကျွန်တော်စမ်းလုပ်ကြည့်မယ် mine bar ပဲကိုတို့ C ကိုတို့ V က mine bar ဆိုတဲ့နာမည်ပေးပြီးတော့ကျွန်တော်က true true အရှည်လိုက်ကတော့သိမ်းလို့ရ true true တွားဘာတက် syntax error embedded syntax ကျွန်တော် true နှစ်ခုသိမ်းနေတယ်မရအောင်ဟုတ်လား true နှစ်ခုသိမ်းနေတယ်ရလားမရအောင်ကိုတို့ C ကဲနောက်ငါ comma မပါလို့နေမှာဘာညာဆို comma ခံပြီးတော့ trueနှစ်မျိုးသိမ်းနေဟောဝင်သွားတယ် mine bar mine bar comma ခံပြီးထည့်လိုက်တော့ဘာဖြစ်လဲအဆင်ပြေသွားဒါဒီကျွန်တော်တို့ဘာသဘောတရားလဲဆိုရင် list သဘောတရား storage unit တစ်မျိုးရဲ့သဘောတရားဘာလဲဆိုတော့ရှေ့မှာသင်ခဲ့တဲ့ variable name တစ်ခုပေးတယ် data ဘယ်နှမျိုးပဲသိမ်းလို့တစ်မျိုးပဲသိမ်းလို့ရတယ်နှစ်မျိုးသိမ်းကျင်တယ်ဆိုကျွန်တော်တို့ဘာခံသိမ်း comma ခံသိမ်းဒီနည်းစနစ်ကဒီတိုင်းတော့အဆင်ပြေသွားတာဒါပေမဲ့သူ့ရဲ့ဘယ်လိုပြောတာ data structure နဲ့တော့မညီညွတ်သေးဘူးကြည့်မယ် data structure ဘယ်လိုပုံစံလဲ list တွေ array တွေပိုင်းတော့ကျွန်တော်တို့ဒီလို variable name တစ်ခုတည်းကိုမလား data တွေအများကြီး multiple data တွေဟို boolean လည်းသိမ်းမယ်ဟုတ်မလား string လည်းသိမ်းမယ်ဟုတ်တယ်ဘာ string လည်းသိမ်းမယ်ကျွန်တော်တို့ integer တွေရော float တွေရော decimal gain ရောအကုန် data တိုင်းမျိုးစားတွေအကုန်လုံးပြည့်စုံပြုံပြီးသိမ်းချင်တယ်ဆိုတော့အဲ့ဒါဘာလို့ခေါ်လဲ sequence data လို့ခေါ်တယ်ဒီဟောတာလေးတစ်မျိုးထပ်မှတ်ပြီ sequence data okay sequence အစီအစဉ်တိုင်းလေးတွေသိမ်းတာ data တော့ database အသေးမျိုးစားပဲ database ပေါင်းစနောက်တော့ပဲဒါလေ okay database တွေ file တွေကျွန်တော်တို့ဘယ်မှမသွားသေး file သင်ခန်းစာတွေတော့နောက်ထပ်သွားမယ်နော် okay မလားခုတရားလေးကို list လေးကိုသဘောပေါက်အောင်ကျွန်တော်ပြောနေနော် list အဲ့ဒါကျွန်တော်တို့ဘာလို့ခေါ်လဲ list ခေါ်တယ်ဒီမှာကြည့် variable ပိုင်းသမား data storage unit တွေဒါတွေရှိတယ် variable stores a single value တစ်မျိုးပဲတင် list လာပြီစပြောရမယ် list stores a multiple value list ဒီ multiple value တွေအများကြီးတင်တယ် in orderless index array index number နဲ့သုံးတယ်တဲ့ array အစီအစဉ်တိုင်းလေးသုံးတယ်ဟုတ်လားမျက်စိနဲ့မမြင်နေခဏထားပြီ order ဆိုအစီအစဉ်တိုင်းထားမှာ index number အစီအစဉ်တိုင်း0 1 2 3 အစီအစဉ်တိုင်းပဲနောက်က travel ကိုကြည့်တော့ store multiple သူလည်း multiple ဒီအောက်ကဟာတွေအကုန်လုံးက variable name တစ်ခုမှာ multiple value တွေသိမ်းမှာ value တွေတစ်မျိုးတည်းမဟုတ်နှစ်မျိုးသုံးအပြုံလိုက်သိမ်းမှာအဲ့ဒါပဲအပြုံလိုက်ဆိုစုပြုံပြီး store ကန်လို့ထည့်ထားတာမဟုတ်ဘူးစနစ်တကျစီစဉ်ပြီးတော့သိမ်းမှာအဲကြောင့်တို့ကို sequence data လို့ခေါ်တယ် list ရှိတယ်အမျိုးအစားရယ်နော် travel ရှိတယ်ဟုတ်လား fitted value in a sequence ဒါ fitted value fitted လေးတူတယ်နောက်တစ်ခု set set data ဘယ်လိုသိမ်းတာလဲ multiple units value မတူတဲ့တန်ဖိုးတွေသိမ်းတယ်ကျွန်တော်တို့ကဒီ list ကိုကျွန်တော်1ဆို1တစ်မျိုးပဲထည့်လို့111နှစ်မျိုးသုံးမျိုးထည့်လို့မရတော့တူတဲ့ data ထည့်လို့မရအဲ့ဒီပုံစံ in an unordered collection unordered order လည်းမထားဘူးသူစီခြင်းတို့စင်တယ်အဲ့ဒီပုံစံ dictionary ကတော့ key value dictionary ရဲ့ key point နဲ့ key value ပဲရအဲ့ဒါအခေါ်လေးတွေရင်မှတ်ထား list trapezus dictionary ဒါတွေကိုကျွန်တော်တို့ဘာလို့ခေါ်လဲ sequence data လို့ခေါ်တယ် okay မယ်နော်ဒါဒီပိုင်းမှာမိတ်ဆက်ပေးတဲ့ sequence data ဟုတ်ပြီအဆင်ပြေပြီနောက်တစ်ခုပိုင်းမှာ direct suppose မလုပ်တဲ့ data လေးရှိတယ် travel dictionary ကတော့ထားတော့ရှေ့မှာပါပြီးသား travel dictionary list set ရှေ့မှာပါပြီးသားထားနောက်တစ်ခုဟောတာလေးထပ်မှတ်ပြီ stat ရှိတယ် quiz ရှိတယ် quiz ရှိတယ်
ဟုတ်လား start quiz dequiz ဒါတွေကတော့ကျွန်တော်တို့ Python မှာတော့ diet မလို့ဒါပေမဲ့ဒီရဟာတွေနဲ့ကိုဖန်တီးပြီးတော့ create လုပ်ပြီးချိတ်ဆက်ပြီးတော့လုပ်ပါဒီ၃မျိုးကလည်းမှတ်ထားပြီအဲဆို Python ရဲ့ data structure list တွေ list နဲ့ပတ်သက်ပြီးတော့ဒီအောင်လေးအားလုံးဒီမှာ၄မျိုးဒီမှာ၃မျိုးထပ်မှာအားလုံး9မျိုးဟောဟာတာလေးအရင်ဆုံးမှတ်ထားပြီ okay ကြည့်မယ် list ကိုကျွန်တော်တို့ဒီကိုပေါ်ကြည့်မယ်ဆိုရင်မျက်စိနဲ့မြင်လိုက်တော့ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဆို1 2 3 4 5 6 7 8 9 10 12လဇန်နဝါရီဖေဖော်ဝါရီအစဉ်လိုက်မယ်ဒါကို list ပဲလေကဲဒီလို data ဒီလိုအစဉ်တိုင်းထွက်အောင်ကျွန်တော်တို့က list 3မျိုးဘယ်လိုထုတ်မှာလဲဟုတ်လားအားတွေလာမယ် okay ဒါကျွန်တော် intro လေးဝင်လာပြီးကျွန်တော်ဒါ list ကိုကျွန်တော်တို့မြင်နေပြီကျွန်တော်ဇန်နဝါရီဖေဖော်ဝါရီဒီလိုမြင်နေဒါပေမဲ့ computer list ကိုအဲ့လိုမမြင်ဒီလိုမြင်တယ်အတန်းလိုက် memory cell ပုံလိုက်မယ်ဒီကွာထဲမှာဇန်နဝါရီဖေဖော်ဝါရီ March April May တော့အစဉ်တိုင်းသုံးတာနောက်တစ်ခု list မှာမဖြစ်မနေသိရမှာဘာ number လဲဆိုရင် index number ရှင်းမှာ array သုံးခဲ့တယ်လို့ပဲ index number နဲ့သူကမှတ်ပြီးတယ်ဟာဇန်နဝါရီဆိုရင်ဇန်နဝါရီလို့သူမမှတ်ဘူးဒါအကုန်လုံးဇန်နဝါရီလို့သူမမြင်ဘူးလေ JNU ဇန်နဝါရီ J ကတန်ဖိုးဘယ်လောက်ကိုလဲ0110အစီတင်ပဲဒီမှာလဲ0110ဆိုကွန်တာမြင်တာဒီစာကြောင့်မြင်ဦးမမြင်သိဦးမသိသူသိမ်းထားတာသူနားလဲတယ်ကနေ0110တွေသိမ်းထားလိုက်တယ်သိမ်းထားပြီးတော့အခန်းနံပါတ်လေးနဲ့သိမ်းထားလိုက်တယ်ဟာဒီကောင် internet number ဒီကောင်0ကနေစတယ်0 1 2 11ကျွန်တော်တို့မြင်နေ12လဆိုပြီးတော့1ကနေစတယ်12ထိမြင်ပေမဲ့ကွန်ပျူတာဒီသူ့ရဲ့သဘောတရားရတချို့ programming language မှာ list တွေကို1အစားထွက်တာရှိတယ်အားထားတော့ဒါပေမဲ့တမယိုးကြတော့များတော့ပြန်0ကနေစထွက်တယ်အဲ့ဒီပုံစံလေးတိုင်းမှာဒါပဲကျွန်တော်တို့ဒီ stage ရှိပဲရှိတယ် number stage ဒါ number 10ကိုဆွဲထိုးလိုက်ဘာထွက်မှာဒီမှာဆို auto ကထွက်ပြီမယ်ဒီမှာဘာထွက်တော့ no ဝင်ဘာထွက်တယ်ဘာဖြစ်လို့လဲ3ညနေစားရင်လေဟုတ်နော်အဲ့ဆို list နဲ့ကတ်မှတ်ရမှာ index number အခန်းနံပါတ်လို့လည်းအလွယ်သုံးကြ okay နောက်တစ်ခု list တွေမသိခင်မှာနောက်တစ်ခုဘာလေးမှတ်ရမလဲဆို operator လေး list တွေလို့ဖို့တော့ operator လေးဒီ3မျိုးပဲရှိတယ် square bracket parenthesis curly bracket ဟာ square bracket ကိုဘယ်လိုဟာ create လုပ်တဲ့နေရာမှာသုံးပါလဲ parenthesis ကိုဘယ်လို create လုပ်တဲ့နေရာမှာသုံးပါလဲဟုတ်လား curly bracket ကိုဘယ်လို create လုပ်တဲ့နေရာမှာသုံးပါလဲနောက်ထပ်တစ်ခုထပ်ပြီးတော့ကျွန်တော်ထည့်လိုက်ပဲအဲ့ဒါပါလဲဆိုရင် comma ဟုတ်လား comma list တွေကြားထဲမှာ data တွေကိုဘယ်ဒီမှာခွဲထားဖို့သုံးမယ်နောက်တစ်ခုထပ်ပြီးတော့ကျွန်တော်character 227ထည့်လိုက်မယ်အဲ့ဒါပါလဲဆိုရင် column okay မယ်နော် list မှာအသုံးပြုမဲ့ဒီပါသင်္ကေတနံပါတ်လေးနားလည်မယ်နော် okay အဲ့ဒါကျွန်တော်နောက်တစ်ခါသင်ခန်းစာမှာ list ကိုဘယ်လို create လုပ်မလဲဆိုတာ list လေးကနေစသွားမယ်လွယ်ပါတယ်ဗျာ Python ဒီသင်လို့ပြီးလို့လွယ်တဲ့ထဲမှာပါလို့သူလွယ်တယ်လို့ကိုဝိုင်းပြောတာ okay မယ် okay thank you